မန္တလေးမြို့အနီးဗဟိုပြု၍ Richter Scale 4.3 အဆင့်ရှိငလင်ငယ်လှုပ်ခတ်နောက်ဆက်တွဲငလင်လှုပ်ခတ်မှုကြိမ်ရေ100ကျော်ပြီဖြစ်ဧပြီ9 2025ယမန်နေ့ည10နာရီခွဲခန့်ကမန္တလေးမြို့အနီးအင်အား4အဆင့်ရှိငလင်ငယ်လှုပ်ခတ်ခဲ့ကြောင်းနိုရလူစာနာနှင့်ဘေးစီမံဝန်ကြီးဌာနကအသိပေးသည်အရန်တိတာတဲ့တုံခါသွားတာတဖြည်းဖြည်းမန်းလေးနားနီးလာပြီးညကိုမအိပ်ရဲတော့ဘူးဟုပြည်သူတဦးက Facebook စာမျက်နှာပေါ်တွင်မှတ်ချက်ပြုပြောသည်ဧပြီ9ရက်ညနေ2နာရီခွဲခန့်ကလည်းစကိုင်းတိုင်းရွှေဘိုမြို့အနောက်မြောက်ဘက်32ကီလိုမီတာအကွာမြေအောက်အနက်6မိုင်ခန့်ကိုဗဟိုပြု၍ Richter Scale 4.8အဆင့်အင်အားအသင့်တင်ရှိငလင်လှုပ်ခတ်ခဲ့သေးကြောင်းနာဂကအသိပေးသည်စကိုင်းငလင်ကြီး၏နောက်ဆက်တွဲငလင်ငယ်များထပ်မံလှုပ်ခတ်နိုင်သည့်အတွက်ငလင်ဘေးဆောင်ရန်ရှောင်ရန်သတိပြုရန်များနှင့်အညီနေထိုင်ကြပါရန်နောက်ကတိုက်တွန်းထားသည်သတင်းတပ်ပုံလူမှုကွန်ရက် Credit ဟာရူမီတဲဖြတ်ထူးမြတ်